အားလုံးပဲမင်္ဂလာပါမဖြိုးလို့စီမှာသူတို့သမီးမိတ်ကပ်မင်္ဂလာအခမ်းအနားတွေအပြင်ဖိတ်စာတွေလည်းအပ်လို့ရပါတယ်ရှင်အလူအတွက်ရောအလူမမိတ်ကပ်အလူပွဲတွေအတွက်လည်းမိတ်ကပ်ဝတ်စုံရှင်လောင်းနာတာဝတ်စုံနေနဲ့အလူတကအလူမဝတ်စုံနေလည်းငားရမ်းလို့ရပါတယ်ဓာတ်ပုံတွေလည်းအလုပ်အပ်လို့ရပါတယ်ဖိတ်စာတွေလည်းလက်ခံပါတယ်နော်အခမ်းအနားတွေမှာကျတော့မင်္ဂလာအခမ်းအနားမှာကျတော့ဈေးနှုန်းလေးကတော့အမျိုးမျိုးရှိပါတယ်ရှင်အခမ်းအနားကျတော့တို့သမီးဝတ်စုံမိတ်ကပ်အခမ်းအနားကိုမှ9သိန်းကနေစပြီးတော့6သိန်း8သိန်းစားရှိပါတယ်မိမိကြိုက်တဲ့ရအခမ်းအနားဈေးတွေကိုကြည့်ပြီးတော့ငားရမ်းလို့ရပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးတော့ကတ်ကြီး3ပါးမှလည်းကြော်လွှားနိုင်ကြပါစေရှင်ကတ်ကြီး3ပါးကိုလည်းကြော်လွှားနိုင်ကြပါစေရှင်